အားလုံးပဲမင်္ဂလာပါရှင်။သမီးနာမည်တော့တသိန်းညီဝင်ဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ဘာလို့တငယ်ချင်းတွေက legacy မင်္ဂလာတုံကျောင်းခွဲမှာလာပြီးတော့တက်တာလဲဆိုတာမျိုးလို့ဖြစ်ပါတယ်ရှင်။အားကြောင့်မို့ဒီ vlog လေးကိုအစအဆုံးကြည့်ရှုပေးဖို့မေတ္တာရက်ခံပါတယ်ရှင်။အားလုံးကြတယ် 你那风动呀？ ။အားဆိုရင်မိကုန်းလေးတစ်ခုလောက်မေးလို့ရမှာမသိဘူး 然后呀， ။ဘာလို့ဒီ legacy international school ရဲ့ပေါ့နော်မင်္ဂလာတုံကျောင်းခွဲမှာလာပြီးတော့တက်ခဲ့ရလဲဆိုတာလေးပြောကြားပေးလို့ရမှာ။ ကျွန်တော်မင်္ဂလာတော့မှညလေအဲ့တော့ဒီ Legacy International မင်္ဂလာကျောင်းခွဲရဒီ KPN လမ်းမပေါ်ဖွင့်ထားတာကျွန်တော်သွားလိုက်တော့အချိန်ပေးကြမှာအဲ့တော့စာကြည့်ဟိပူရဘူးအဲ့တော့တောက်ခဲ့ပါ ဟုတ်ကဲ့ဖြစ်တာပြည့်စုံတင်ပါတယ်ရှင်ဒီချက်တော့မိကုန်းလေးတစ်ခုလောက်မေးလို့ရမှာရှင်ဟောလေမိကျနာတော့ဒီ Legacy International School ရဲ့မင်္ဂလာတုံကျောင်းခွဲမှာပေါ့နော်တက်ရလားအဆင်ပြေရလားရှင် ဝန်ထမ်းတွေဆရာမတွေတေးကြုံရှိပြီးရမို့ကျောင်းစားတတ်တဲ့နေတွေကခန်းထဲဒီကိစ္စလည်းပို့ပေးကြတယ်ဆရာမတွေကစတင်ပြရမှာလည်းနားလျောင်ရှင်းပြပေးရမို့ကျွန်တော်ကျောင်းကြီးမှန်ခံထားရပါတယ် ဟုတ်ကဲ့ဖြစ်တာပြည့်စုံတင်ပါတယ်ရှင်စာဖတ်နေရလားမိကုန်းလေးတစ်ခုလောက်မေးလို့ရမှာမသိဘူး ရပါတယ် ငါတို့ဒီ Legacy International School ရဲ့ပေါ့နော်မင်္ဂလာတော့ကျောင်းခွဲကိုရွေးချယ်ပြီးတော့တက်ရောက်ဖြစ်ခဲ့ရလဲဆိုတာလေးသိလို့ရအောင်ရှင် ဟုတ်တရားပြည့်ဆိုတော့ဒီကျောင်းခန်းဘက်ကအိမ်နဲ့လည်းညီးတယ်ပြီးတော့သွားလိုက်လည်းအဆင်ပြေတယ်ပြီးတော့ကျောင်းလက်ကလည်းမတမတက်တာကြောင့်တက်ပြီးခဲ့တာပါခင်ဗျ ပြီးတော့ facility ဘိုင်းနဲ့ရောပတ်သက်ပြီးတော့ဘယ်လိုမြင်မိလဲမသိဘူး ။စလီပိုင်းမှာဆိုရင်တော့အင်မတန်မှကောင်းမွန်ပါတယ်။ကျောင်းခန်းဘက်ကခြေလေးခြေလေးပြီးတော့တန်လက်တန်ရှင်းပြီးတော့ဆရာဆရာမတွေရဲ့သင်ကြားမှုပိုင်းလည်းအင်မတန်မှကောင်းမွန်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဖြစ်ကြပြီးလို့ကျေးဇူးတင်ပါတယ်ရှင် ။ကျေးဇူးပါခင်ဗျာ။ အမမိကုန်းလေးတစ်ခုလောက်မေးလို့ရမလားရှင်ဟုတ်ပါဒီပေါ့နော် Legacy International School ရဲ့မင်္ဂလာတော့ကျောင်းခွဲလေးမှာတက်ရတာအဆင်ပြေရလားရှင် စတော့အရင်လူကြီးရစိတ်ဖွင့်နေလေကျောင်းကအသေးဆိုတော့ဒါမဲ့ဒီမှာကစိတ်ကြီးပြီးရော CDB ရောတက်စင်လာမလို့တောင်းတရလုံးကျောင်းတက်စိတ်ချရတယ်ညီမအခုဒီကျောင်းမှာတက်တာအချိန်သိမ့်ကြသေးပေမဲ့ဒီကျောင်းဝင်နေမှရောတငယ်ချင်းတွေရောပြမကူညီပြီးတော့ခင်ဖို့ကောင်းတော့မျိုးမိသားစုလိုဖြစ်နေပြီရှင် ဟုတ်ကဲ့မိကုန်းလေးဖြစ်ကြပြီးကျေးဇူးတင်ပါတယ်ရှင်မောင်လေးအမမိကုန်းလေးတစ်ခုလောက်မေးလို့ရမလားရှင် ဟုတ်ကဲ့ရပါတယ် ဟောပေါ့နော် Legacy International School ရဲ့မင်္ဂလာတုံ campus မှာဘယ်အတန်းလေးကိုတက်ရောက်နေရလဲ ကျွန်တော် Legacy International School မင်္ဂလာတုံ Campus Pre IGCSE ကိုတက်ရောက်နေပါတယ် ဟုတ်ကဲ့အဲ့ဆိုဒီ IGCSE နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းတဲ့အချက်လေးတစ်ချက်လောက်ပြောပြလို့ရမလားရှင် ဒီကျောင်းမှာ IGCSE ပြီးသွားလို့ရှိရင် overseas ကျောင်းသားတက်ရှင်များအတွက် overseas service free consultation တွေကိုလည်းကျောင်းသားတွေအတွက်ပြုလုပ်ပေးတယ်အကယ်၍ကိုက overseas မသွားချင်ဘူး local မှာပဲဆက်လက်တက်ရှင်နေဆိုရင်တော့တော်ဝင်စင်တာမှာဖွင့်လှစ်ထားတဲ့ Legacy International College မှာ UK ကပေးတဲ့ HND program တွေ Malaysia Linguan University ကပေးတဲ့ EDVA program တွေကိုတက်ရောက်လို့ရတာကြောင့်ကျွန်တော်ရွေးချယ်ဖြစ်တာဖြစ်ပါတယ် ဟုတ်ကဲ့ဖြေချပေးကျေးဇူးတင်ပါတယ်ရှင် ဟုတ်ရပါ အဲ့ဒါဆိုခုနကကျောင်းသားကျောင်းသူတွေကိုလိုက်မေးပြတဲ့အတိုင်းကျောင်းပေါ်ထားတဲ့ထင်မြင်ချက်လေးကိုလည်းအားလုံးသိရှိသွားတယ်လို့ထင်ပါတယ်။အားအကြောင်းမို့အကောင်းဆုံးကျောင်းဖြစ်တဲ့ Legacy International School ကိုလာပြီးတော့တက်ရောက်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်။ Legacy International School မှာစောင့်နေမယ်နော်။